ထုတ်ပြန်ထားပါတယ်ဒါဒီနေပြည်တော်ကဒါတကယ်လင်းလောက်တဲ့ဒေသစကိုင်းတိုင်းဒေသကြီးဟိုစကိုင်းတိုင်းဒေသစကိုင်းပေါ့စကိုင်းဘက်မှာအခြေခံပြီးလောက်တာဖြစ်တယ်အဲ့တော့ဒီနေပြည်တော်မှာတောင်မှဒီလောက်အခြေအနေဖြစ်နေရင်အဲ့ဘက်မှာအသေးပြောက်ထားနိုင်တယ်လို့ခံမှန်းပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အရေးပေါ်အခြေအနေလည်းကြီးညာထားတယ်ဒီနိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပဲကျွန်တော်တို့တောက်ခံထားပါတယ်ဒီလူသားချင်းအကူအညီဘူးပေါ့နော်စာနာထောက်ထားမှုအကူအညီတွေကို